ဟုတ်ကဲ့ဒီနေ့ရောင်းလိုက်ရတဲ့ piano လေးကတော့ RP107 လေးပေါ့နော်သူကတော့ကျွန်တော်တို့ showroom ရဲ့ best selling model လေးဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်လေးကခု stock မရှိတော့ပါဘူးကုန်သွားပါပြီခင်ဗျာအဲ့တော့ကျွန်တော်တို့မှာဘာရှိအောင်မလဲဆိုတော့ stock ကလည်းနည်းနေပြီ model တစ်မျိုးပဲရှိပါတယ်တစ်ချက်ပြတယ်ဒီဟာလေးကတော့ RP30 ကောင်လေးကဘာဖြစ်မလဲဆိုတော့ Hammer Action Weighted Key ဖြစ်မယ် Roland Authentic Sound ရမယ်နော် Roland အတန်ထွက်အမှန်နဲ့ piano လေးလည်းလိုချင်တယ်ပြီးလို့ရှိရင်ဈေးနှုန်းအဖြစ်လည်းသူက35သိန်းဆိုတော့ဈေးသက်သာရတယ်မှာပါပါတယ် warranty 2 နှစ်ပေးထားတယ်ဒါလေးကိုလိုချင်တော့အမြန် showroom ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ဘာလို့လဲဆိုတော့ limited stock ဖြစ်နေတဲ့အတွက်ကုန်သွားနိုင်လို့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါလေးကတော့ကျွန်တော်တို့အခု RP107 ရောင်းလိုက်ရတာလေးကိုနေရ customer ကိုပို့ပေးဖို့ပြန်လဲပြီးထုတ်ပိုးပေးနေတဲ့ပုံလေးဖြစ်ပါတယ်ကျွန်တော်တို့ကဒီရာသီဥတုတန်ခံနိုင်အောင်ကောင်းကောင်းလေး packaging ကောင်းကောင်းလေးနဲ့ပြန်ထုတ်ပိုးပေးပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီကားဂိတ်တွေကိုကားဂိတ်အရောက်ပေါ့နော်ပစ္စည်းလေးပို့ပေးပါတယ်ခင်ဗျာ